Madam, you know the Yala Mila, the Nijanor, Mandiali, you only Chapia Mapsiba. The Nipatama post got out, Eddie Sakasan low video. Deep here, no, the way out in Yada Sigdetico, Job Yada, post Pido. Nangani, they were joking about who are that she, Tona Hikalama, Bari Pinida. A champion, Mala Jim Uruga Barinya. People who took what happy and I chain lingling the rest of the Chapia Mapiba. Hello, way, Shaumuma, Chadore, with the end of say Pacham Yadole. No? The kind of who are the Heditama, no, I can't do it, and as a bloody cheap and atale. People who are blocky. I can't do it, and as a Alma, you to Gine, Tony Chatale. No? Here, lady, so, Piochine, I don't know. The Heditana utilization Mabona, the outland charge on it. Middle Ribale, the outland yard be Heditanic, Montier, Pian with the Risality piece of the people. The Patamasian in a Nashi Genomi Manning, no? Aves so. The Manning and Lodi parking the quarter, which are also Gio Pichadesa. Tigisa, Kuma Pichada Mobu. No? And at the net. Anybody let take up in Dicasa to go what I would have pinida. Anybody got Bush and Nami goes in Debbie, the Taro, Lando, Uma, the Gio to this out there. The Perani be, me out like that, and the Chamber sit and never not check again be, and Adico, la, Nimos on it, Chassin out, really. Uma of your but now Penty be like me, to Moho, the Joe Mudi one, the mind now can you Penty be Elomio, but now the pure be him. Chopakida, Miaji Babe. Miaji Shide. ကျွန်တော်ဒီကိစ္စတွေကျွန်တော်သိဝင်ပြီးမပြောပါဘူးတိုးတော်လဲလက်ရှိဒီကြေးရုပ်မင်းစီကြေးရုပ်ပဲဖြစ်ဖြစ်ရဲနေတဲ့ကြေးရုပ်ပဲဖြစ်ဖြစ်ပါဗျာဒီဘိုးချုပ်ဆက်ကြေးရုပ်တွေကိုညအမှောက်လူချင်းတိတ်ဆိတ်ရှင်မှာခိုးကြော်ခိုးဝဲလာဖြက်စီးပြီးရင်အောက်တန်းကြလောက်ရကတော့နော်အလွန်တရာရှက်ဖွေကောင်းတယ်နော်နိုင်ငံကိုအုပ်ချုပ်နေတဲ့လူတွေရဲ့အတွေ့အခေါ်ဘက်မှာဒီလောက်ထိအောက်တန်းကြတဲ့စိတ်သက်ရှိမလို့ကျွန်တော်ထင်ကိုမထင်ထားဘူးနော်ကျွန်တော်ပြောချင်းချင်းလေဥမာခုသူတို့ပြောတယ်လို့ပေါ့ဗျာသူတို့ပြောခွင့်ရေးဆိုခွင့်ရှိတယ်လို့ဒီခိုင်ဆိုးပြောတယ်လို့ပေါ့နော်ဆန်ညွှဲမမီလို့အဲ့ဒီအယုတ်တွေကိုလာဖြန်းနေရပါတယ်ဆိုလို့ချင်းကျွန်တော်ပြောကိစ္စမရှိဘူးဖြတ်ခွင့်ရှိတယ်နိုင်ငံတော်ကိုအုပ်ချုပ်တဲ့ကောင်တွေပဲကြိုက်တယ်လို့ဖြစ်လုပ်လို့ရတာပဲအာဏာကသူတို့လက်ထက်မှာရှိနေတာပဲတိုးတော်လေပွင့်လင်းမြင်တာကိုချပြလိုက်ပေါ့ဗျာဟလာခိုးကြော်ခိုးဝဲမလုပ်ခွင့်နဲ့မလုပ်ခဲ့မှဒီကြေးရုပ်တွေကအချိုးစားဘယ်လောက်မှမညီဘူးအချိုးစားဘယ်လောက်မှတိဆောက်တယ်တိဆောက်ရမယ်မြင်းရုပ်ဆိုရင်လည်းဟလာအမြင့်ပဲဘယ်လောက်ဒီသူရအလေရအနေဘယ်လောက်ဆိုပြီးအဲ့လိုမျိုးလုံးကျန်တဲ့ဇလန်တွေထုတ်ပြီးမှဖြို့ဖို့ဗျာအခုကမဟုတ်ဘူးခိုးကြော်ခိုးဝဲဖြို့ပြီးတော့လူပြည်သူလူထုကစကားတွေအသံတွေအများကြီးထွက်လာတဲ့ချိန်မှာပောက်ကွေးမှုတွေဖြစ်လာတဲ့ချိန်မှာဆန်ညွှတ်မမီလို့ဖြစ်ရပါတယ်ဆိုတော့နော်မိုးကြိုးပြစ်တာကိုထိုင်းလက်နဲ့ကာတဲ့ဒီလောက်အောက်တန်းသားစိတ်နဲ့နိုင်ငံကိုဘယ်လိုကောက်ွယ်မလဲဘယ်လိုတိဆောက်မလဲဘယ်လိုအုပ်ချုပ်မလဲလို့ခင်ဗျားတို့ကျွန်တော်မေးရှင်တယ်ခင်ဗျားတို့မှာရှိတဲ့စိတ်ကဒီအကာမလုံတဲ့အင်္ဂါမှာအင်္ဂါတက်ပြီးလုံကြီးခြုံထားတဲ့အဆင့်ပါပဲကိုဟာကိုပေါ်တယ်မှပေါ်လို့မသိဘူးမသိတော့ကိုကလုံနေတော့ဗျာအပေါ်ခေါင်းကြီးခြုံထားတော့ဟုတ်လားလုံနေပြီပေါ့ဒါပေမဲ့ပြပြဝန်းကြီးကခင်ဗျားတို့ဖင်ပြောင်တော့အကုန်လုံးသိတယ်နော်အဲ့တော့အဲ့ဒီမင်းအောင်လိုင်တော့ဒီရဲသမားရဲဝင်းဦးတို့ကတော့သူတို့စိတ်ချင်ရလောက်ရမှာပဲလေသူတို့ကတော့ဘာပဲနိုင်ငံတော်ရဲ့အာဏာကိုမတရားသိမ်းပြီးရင်သူတို့အကြမ်းဖက်ဖွင့်နေပဲအုပ်ချုပ်ချင်တာနိုင်ငံတော်တိုးတက်တာမလို့ရှိဘူးသူတို့အဖွင့်အာဏာယူပြီးရင်ပြည်သူလူထုဘာပဲဒုက္ခရောက်မရောက်သူတို့အာဏာမြင့်နေဖို့လိုတယ်ဆိုတဲ့စီတဲ့နဲ့တစ်ဖက်ကအကြမ်းဖက်ချိုင်းနာနဲ့နော်တရုံနဲ့ပေါင်းပြီးမြန်မာနိုင်ငံကိုကျစီနေတာအဲ့ချိုင်းနာကလည်းသူတို့လက်ကလက်သက်မွေးတဲ့ကုန်တွေနဲ့ဟုတ်လားနိုင်ငံကိုတိုက်သူတို့ခြေထားတယ်ဒီဖက်ကနေလောက်ခက်တဲ့လောက်လိုက်ဆိုရင်သူတို့လက်သက်မွေးထားတဲ့ဝါတို့ကိုကိုင်းတဲ့ကုန်တွေနဲ့ပြစ်ထည့်လိုက်ပြီးရင်ဟုတ်လားဒီတွင်မတင်မသက်ပြောက်လုပ်တယ်အဲ့ဒါကိုဆိုတော့ဒီဖက်ကမခံနိုင်ဘူးလေအရေးရှိမရှိဘူးနိုင်ငံအုပ်ချုပ်တဲ့ကုန်ဆိုမြတ်သူမပါရေးရှိမရှိဘူးသူတို့မှရှိတဲ့ဖွေးထားတဲ့စစ်တပ်ဆိုတာအရင်က30နှစ်အတူ35လို့ပြောနေကြတယ်နော်အစင်းပေါ့အဲ့ဒီကောင်တွေကလည်းအလကဘာမှအရေးရှင်းရှိတာမဟုတ်ဆိုတော့တိုက်ပွဲဖြစ်ကြီးစင်လေးအတန်ကြတာနဲ့လည်းနဲ့ချတဲ့ကောင်တွေဆိုတော့တရုတ်ကိုသွားပြီးမင်းအောင်လိုက်ပြေးပြီးစီပလင်းရှိတ်ဟုတ်လားစီပလင်းရှိတ်ခေါ်လီပါယူသွားတဲ့ခါကျရင်အဲ့လားမျိုးတွေလုပ်ပေးနေရတော့ကိုယ်နိုင်ငံကချစ်ထွေးတဲ့တန်ဇာနာတွေကိုတရုတ်ကကြိုက်သလိုချေနေတာဖြစ်တယ်နော်အဲ့တော့ချိုင်းနာဆိုတော့တရုတ်ဆိုတာလည်းအောက်တန်းကြတဲ့ကောင်တွေတော့ကျွန်တော်သမိုင်းမှာမှတ်ထားမယ့်နိုင်ငံတွေမှာဒီတရုတ်တို့အိန္ဒိယတို့ပါတယ်နော်အခုဆိုကြည့်ဗျာဗါတဲ့လေပြည်သူလူထုတွေစီစားလို့တဲ့အဲ့ဒီစီကိုဒေါ်လာနဲ့ဝယ်ရတာဖြစ်လို့စီကိုထည့်ပြီးရှော့အောင်မယ်လေ
ဗျာစဉ်းစားကြည့်ဘယ်လောက်ထိအောက်တန်းကြဆင်လဲအောက်တန်းစားဆင်လဲဆိုတော့လောက်ကျွန်တော်ပြောချင်တယ်ဗျာဟုတ်လားကိုယ့်ကိုဆုံးဖြတ်လိုက်တော့ဒီလိုလူမျိုးတွေအုပ်ချုပ်လို့ရတဲ့မြန်မာနိုင်ငံကျွန်တော်နိုင်ငံကြီးဘယ်လိုတိုးတက်မလဲကိုပိုက်ဆိုင်ကိုဝေစီစီဝေစားတာဗျာသူတို့ကဒေါ်လာနဲ့ဝေတာအများဆုံးရလို့ရောက်တာမဟုတ်ဘူးလားချော်ရောက်နေလို့လားဈေးချော်ပြီးရောက်နေလို့လားအလကားပစ်နေလို့လားခင်ဗျာစဉ်းစားကြည့်လိုက်ဘာမှမလုပ်တတ်မခိုက်တဲ့တော့ပြည်သူလူထုကအလကားစိတ်ဒုက္ခပေးတယ်နာဒုက္ခပေးအမြင့်ဆုံးဒုက္ခပေးတာအဲ့တော့လက်ရှိမြန်မာနိုင်ငံမှာဒီဘိုးချုပ်ချေရုပ်တွေကိုဖျက်ဆီးတယ်ဆိုတော့လည်းသူတို့ကအကြံစီရှိတယ်ဟုတ်လားရောမင်းတို့ပြောနေတဲ့ဒီအောက်ဆန်းဒေါ်ဆူရဲ့အဖေဒါတမျိုးလုံးကိုရှင်းရှင်းပြောတမျိုးလုံးကိုနောက်လာတော့သွားမြတ်မသိအောင်ဆိုဖြောက်နေတာဒီသဘောပါပဲနော်ကျွန်တော်အများကြီးတော့ပြောချင်ပါဘူးနောက်တစ်ခုကနေပုံးလဲ NUG နေပုံးလဲ NUG နေပုံးလဲဆိုတဲ့ကောင်တွေကလည်းပြောတမျိုးလုံးတမျိုးနော်ပြောတမျိုးလုံးတမျိုး PD local အဲ့ဒီကိုကျွန်တော်တို့ကဟလာဖော်မလုပ်ပါဘူးဒီအတင်းအကျပ်သူတို့ကတော့ဒီ data center မလုပ်ပါဘူးကျွန်တော်တို့ကဒီသူတို့နဲ့စာချွန်တော်တွေထိုးတယ်ဘာထိုးတယ်ညာထိုးတယ်ဆိုပြီးအမျိုးမျိုးပြောတယ်တကယ်မြင်းမြန်းအနေထားမှာ local PDF ပဲဖြစ်ဖြစ်တော့တောင်းတဲ့ဖွဲ့စည်းဖြစ်သူတို့ကအင်းနဲ့အားနဲ့လိုက်ပြီးရင်အဲ့ဒီဖွဲ့စည်းတွေကိုအနိုင်ကျင့်နေအောင်ကျွန်တော်တွေးနေရတယ်အပြောတမျိုးအလုပ်တမျိုးပဲဒါအတူတူပါပဲမင်းအောင်လည်းအတူတူပဲမစားကပြောချင်တာပြောတယ်အောက်ကလုံးရှိတယ်လုံးနေကြတာဒါသူတို့အပိုင်းနေအန်ယူဂျီလည်းအဲ့လိုပဲနော်အဲ့တော့နေပုံးလဲတို့ဇင်မာအောင်တို့ဒီရီမွန်တို့ကျွန်တော်ပြောချင်တယ်ဒီလားခင်ဗျားတို့ကနိုင်ငံရေးလောက်တာမဟုတ်ဘူးကျွန်တော်အရင်လည်းပြောအခုလည်းဖြတ်ပြောမယ်နိုင်ငံရေးလောက်တာမဟုတ်ဘူးကိုယ်နိုင်ငံတိုးတက်ဖွဲ့လုံးတာမဟုတ်ဘူးခင်ဗျားတို့ကကိုယ်ဆုံးချုံသွားတဲ့ခင်ဗျားတို့ကအာနာစနစ်ကိုပြန်ပြီးလိုချင်နေလို့ခင်ဗျားစီကဟိုကလူယူသွားတာနော်အဲ့တော့အနိုင်ချင်းယူသွားတော့အဲ့ဒီအာနာပြန်လို့ရှင်တော့ပြည်သူလူထုကခင်ဗျားတို့ဂျင်းထင်းတို့ဖြစ်နေတယ်ဟမ် PDL လေးတွေကိုခင်ဗျားတို့အသက် stay ပေးနေရတယ်တကယ်နိုင်ငံကိုရှိလို့လုံးနေတဲ့ PDL တွေကလုံးနေကြပြီခင်ဗျားတို့ကအဲ့ဒီ PDF တွေကခွင့်ကောက်ယူပြီးခင်ဗျားတို့အာဏာဖို့ကြိုးစားတာတွေ့ရတယ်နော်အဲ့တော့နေပုံးလည်းရောက်တယ်ကွဒီနေ့မှာဒီလောက်ကပြောမှကျွန်တော်အခြေချိပြီးတော့အများကြီးမပြောချင်တော့ဘူးနော်အချိန်လည်းသိမရှိဘူးကျွန်တော်သွားစားလာတာရှိတယ်နောက်တစ်ခုရှောက်မှကြာသွားတဲ့ PDF 20ဘာကြောင့်လဲအချက်2ချက်3ချက်လောက်ရှိတယ်ပထမတစ်ချက်အရက်အားချေတယ်နော်အဲ့ဘွေးမဖြစ်ရသေးဘူးဒီဗီဒီယိုတွေဟိုဒီဗီဒီယိုကောတွေနဲ့ဟိုဟာတွေနဲ့ရှင်းသတင်းပေါ်တိုင်းငါဆော်တော့မယ်လုံးတော့မယ်အောက်ချေလွတ်တယ်စစ်ပွဲတစ်ခုဆိုတာဘယ်လောက်ထိချိုးဝဲရတယ်ဘယ်လောက်ထိသိုသိရတယ်ဆိုသိဖို့လိုတယ်နော်အောက်ချက်အရန်လွတ်တယ်နောက်ပြီးတိုက်ပွဲပြီးစားပဲရှိသေးတယ်တချို့နေရာတွေမှာဆိုလို့ရှိရင်အဲ့ဒါမှဒီဗီဒီယိုရိုက်ဗီဒီယိုကောတွေတင်ပြီးဟုတ်လားရန်သူကိုဖက်ပြတာနဲ့ရန်သူကိုရေတိုက်ပြတာနဲ့လုံးပြတယ်သူချောဘောဂျီနီဗာကွန်ဗင်းရှင်းအရင်လိုက်လာတဲ့ပုံစံတွေလုံးပြတယ်နော်တကယ်တမ်းလက်ရှိအဲ့ဒီသေဆုံးသွားတဲ့ရှောက်ကနော် PDF 20နဲ့တရားရတဲ့လူတွေဟာအဲ့ဒီမှာတဲဖွေးစီးမှုစီကြောက်မှုတွေကြောင့်နောက်တစ်ချက်ကအဲ့လိုအလွေသုံးစားဖုံးကအလွေသုံးစားလုံးတဲ့ကောင်တွေကြောင့်ကြာတော့တာရန်သူစကန်ရန်သူကိန်းပေါ်ဝတ်တဲ့နေရာကိုသီးကြီးနဲ့သီးမဟုတ်တစ်ဖက်ကသိတယ်ဒီဖက်ကမသိတော့ဝင်တိုးတယ်ဝင်တိုးတော့မမီတော့ရှိမှဒီဖက်မှာပေါက်တယ်စေးတယ်နော်ဆန်နဲ့ပေါက်တယ်ဟုတ်လားဒီမှာအရှင်မကောက်တော့ဒီမှာရန်သူတွေနဲ့တွေးနေပြီဟိုဖက်ကအကြောက်မပြန်နိုင်ဘူးဒီတော့ဘာအတွက်လဲအဲ့ဒီစကားပြောဆက်ကပြောရမလားခင်ဗျားတို့ဒီဝိမနာတွေကိုပဲကျွန်တော်အပြပြောရမလားနော်ဆိုတော့စစ်ပွဲဆိုတာပို့ပြီးရှိုးရတယ်ရန်သူစကန်ကိုစကန်ဆိုပေမဲ့ကိုစကန်လို့ထင်ပေမဲ့ရန်သူစကန်ကိုဟိုကမသိရင်တော့ရုတ်တရက်အုံနဲ့ဝင်လို့မရဘူးနော်ကိုစကန်လုံးဝမသိချာသတိအမဲသားမဖြစ်နိုင်တဲ့ပြည့်တရားဥစားနဲ့တော့ကျန်တဲ့ပဲဝင်ကြီးကပြပန်းကြီးမကာပါယူထားရတယ်အခုကမဟုတ်ဘူးခင်ဗျားတို့ကစိတ်လွက်ကိုလွက်ဆိုတော့တိုက်ပွဲမဖြစ်ခင်မှာဖြစ်တယ်ဒါပေမဲ့သူတို့ကကိုကအရင်ပြေးရနော်သူတို့ကကိုကအရင်ပြေးရတာအခုကထိကတဲ့နေရတော့ပြီအဲ့ဒီမှာကိုကကျန်တဲ့လူတွေကဘာမှလုပ်လို့မရတော့သွေးပြတ်တော့ပြီနော်အဲ့တော့ဒီအဓိကဒီ PDF နဲ့စစ်ကြတော့ကိစ္စမှာစစ်ကြောက်မှုတွေပါတယ်နော်ပေါ်ရောမှုနောက်တစ်ချက်ကအဲ့ဒီဖုန်းတွေနဲ့နော်နေရာစုံခင်ဗျားဗီဒီယိုရိုက်ပြတဲ့အချက်တွေရန်သူကတတိမဖြစ်တယ်အဲ့ဒီအချက်တွေကြောင့်မကျွေလွင်းပင်းနဲ့ကျွေသွားတာ PDF လေးတွေတနာဖို့ကောင်းတယ်အဲ့ဒီ PDF လေးတွေကိုလည်းကျွန်တော်ပြောချင်တယ်နောက်ထပ်ချင်းနေတဲ့ PDF တွေကိုကျွန်တော်ပြောချင်တယ်စစ်ဆိုတာစီကန်ရှိရတယ်နှုတ်လုံရတယ်ခြေတံလုံရတယ်နော်ခင်ဗျအပြင်မှာနေတာမဟုတ်ဘူးခင်ဗျကျွန်တော်အပြင်မှာနေတဲ့လူတွေကခင်ဗျလက်မှတော့လေကျွန်တော်ဗီဒီယိုရိုက်တယ်ဟိုကရိုက်လုံးလို့ရတယ်တိုးဆိုခင်ဗျတို့ကလက်နဲ့ကြိပ်ပြီးတော်လိုင်းတစ်ခုလုံးနေတာရန်သူနဲ့ချစ်ဆိုင်သူတွေကိုတိုက်နေရတာအဲ့တော့ခင်ဗျတို့ထုတ်ပြလိုက်တဲ့ဗီဒီယိုတွေကခင်ဗျတို့ရဲ့အသက်တွေကိုမစိမ်ချွေဖို့အတွက်ပြလိုက်တဲ့ဒီပြင်းဖက်တွေလို့ဖြစ်နေတယ်ဒါလေးတွေကိုကျွန်တော်ပြောစီချင်တယ်ပြပန်းဝင်ချင်းမှာရှိတဲ့နော်ဒီအဖွေးစီးရဲ့နောက်ကပန်းပိုးမှုအရင်အားနေသွားတယ်နော်ဒဏ်ရာရလို့တိုက်ပွဲကြားတဲ့အချိန်မှာဆက်ပေါက်လို့ခေါ်တဲ့အချိန်မှာတစ်ဖက်ကတုံ့ပြန်တယ်မကြားရတဲ့အချိန်တွေဘယ်လောက်ထိအားငယ်သွားမလဲကိုယ်ကရဲသူတွေကြားနေတဲ့အချိန်မှာဒါမျိုးတွေကြောင့်နော်နောက်တစ်ချက်ကဖမ်းမိတဲ့ကောင်တွေကိုလည်းအချက်ဖက်မင်းအောင်လာနေပြီရဲဆက်တဲတော့တယ်နော်တချို့အရှင်မိတယ်နော်ဒဏ်ရာနဲ့မိတယ်အခုဆက်ပလိုက်တယ်နော်ခင်ဗျာစဉ်းစားကြည့်လိုက်နောက်ပြီးဟိုမှာ
အဝိခံကြတယ်စဉ်းစားကြတော့ခင်ဗျားတို့ PDF နဲ့တော်လိုင်းရေးဖွဲ့NUG ကိုခင်ဗျားတို့ကျွန်တော်ပြောမယ်ကျွန်တော်တိုင်းသားတော်လိုင်းရေးတော့မပြောဘူးခင်ဗျားတို့ကဥတီပြောရင်တစ်ဖက်ကခင်ဗျားတို့ကိုသဲပြီးတစ်ဖက်အဝိခံနေကြတယ်အရှင်မိတာတို့သဲပြီးအဝိခံတယ်ခင်ဗျားတို့ကြတော့မိမိဆိုရင်ဟုတ်လားလူကြီးလူကောက်လုံးပြရတာနဲ့ဟမ်စေတနာကောက်လုံးပြရတာနဲ့လိုက်ပေါ်မှာဟာညီလေးရကိုကြီးရချစ်ဆုံးရလုံးပြရတာနဲ့ကြည့်လိုက်သူနဲ့ခင်ဗျားဘက်ကွာလဲကျွန်တော်ပြောတာဟောဒီဟာလို့ပြောတာမဟုတ်ဘူးတိုးတော့လေကိုဘာလို့သက်သက်ကိုဆုံးဖြတ်မကြည့်လိုက်ဖမ်းမိတဲ့လူတွေကိုသဲပိုက်တာသဲပြီးတဲ့အပြင်ယူယူမထားဘူးအဝိခံတယ်နော်ခင်ဗျားတို့ခေါင်းဆုံးပါလို့ PDF လို့ကျွန်တော်ပြောချင်တယ်တော်ရင်လုံးတဲ့ဆိုတော့ဘာလို့လားအသက်ကိုရင်းရတာလေးစားတယ်ခင်ဗျားတို့ရဲ့ဆွမ်းလို့ပြမှုကိုလေးစားတယ်တိုးတော့လေရင်းနာတယ်ခင်ဗျားတို့စားဟမ်အောက်ရှိအရင်လွတ်နေတယ်ခင်ဗျားတို့တိုင်းနေရတဲ့ဟာတိုင်းနေရတဲ့ဖွေးစီကတည်တည်မှုဖွေးကြည့်မဟုတ်ဘူးနိုင်ငံကိုနှိပ်ပေါက်80လောက်မတရားအုပ်ချုပ်ထားပြီးရင်နော်အကြံဖက်လောက်ရအောက်တန်းကြကလင်ကကျဟာတွေအပြေအဝသူတို့မှလုံတဲ့လုံနိုင်တဲ့လုံဖို့အတွက်အားလို့ဖွေးစီတဲ့ဖွေးစီကလင်ကကျဟူသည်များအောက်တန်းကြတဲ့ဟူသည်များကိုသူတို့မကြွညင်တာမရှိဘူးအဲ့လိုမျိုးခင်ဗျားတို့ကိုဖွေးချွေတာနော်အဲ့တော့နောက်နေ့လာပဲနောက်စစ်ပွေးတွေမှာဒီလိုမျိုးမဖြစ်အောင်နော်ဒီလိုမျိုးအမေ့ချွေမခံရအောင်ဂူးဆိုင်ဖို့ကျွန်တော် PDF တွေကိုပြောချင်တယ်အခြေကြီးလည်းမပြောချင်တော့ပါဘူးเนาะနောက်တစ်ချက်ဗာလဲဆိုတော့ဒီအာခါအစိုးရနဲ့ရခိုင်ဒေသရဲ့မှာမဟုတ်เนาะအာခါအစိုးရရဲ့အာဏာဇက်ဘယ်လောက်ထိပြိုင်နှံ့နေတယ်လဲပြည်သူလူထုကလက်ခံသလားဒီကိစ္စကိုကျွန်တော်ကြည့်အောင်အဲ့တော့ပြန်ကြည့်လိုက်တဲ့အချိန်မှာရခိုင်ဒေသမှာစစ်ပွဲဖြစ်လာပြီးကာလတစ်ချက်ပေါ့เนาะဒီအခြားစစ်ပွဲတော့ပြောတော့ဒီမျိုးသိန်းစစ်ပွဲတွေနဲ့ပတ်သက်ပြီးရင်မျိုးတွေသိမ်းပြီးကာလတစ်ချောင်းလုံးမှာရခိုင်ဒေသမှာရှိတဲ့ရခိုင်ပြည်သူလူထုကအာခါတက်တော့အစိုးရရဲ့လက်အောက်ကိုလူရှင်ရှင်နဲ့ယုံကြည်နဲ့နေကြတော့ကျွန်တော်တွေ့ရတယ်เนาะပြည်မာတို့ဗမာပြည်ဖက်မှာဘာညာခွေးဘက်မှာနေပြီးအော်ရဲကောင်တို့ကျွန်တော်ပြောချင်တော့ဘူးဗျာရခိုင်ပြည်ထိပ်မှာရှိတဲ့လူတော်တော်များများကျွန်တော်မေးကြည့်တယ်လေးလာမိတယ်မိသားစုတွေကစနော်မေးကြည့်တယ်ကျွန်တော်မိသားစုတွေတချင်ကအစိုးရဝန်ထမ်းတွေကြီးပဲနော်ဒီလိုမျိုးသိတဲ့တိုက်ပွဲတွေရှိမှာသူကဝန်ထမ်းတွေမှာအလုံးလက်ကမရှိဝန်ထမ်းဆိုတာပိုက်ဆံဆုံးပြီးလည်းမရှိလားငက်တနဲ့မတက်နဲ့နေခေရတာဆိုတော့မေးကြည့်တယ်ဒါပေမဲ့သူတို့ပြောတယ်ဘာပဲဆိုလဲတပတ်သူလည်းအောက်မှာအမှုထမ်းတာဆိုင်ကိုဘက်မှာအမှုမထမ်းဘဲနဲ့ဒီလိုမချီရလေးကိုလှုပ်ရှားနေတာကအဆင်ပြေတယ်လေစိတ်လွက်ကိုလည်းပေါ်ပွားလေပေါ့နော်အရင်လိုအကြောင်းလည်းမရှိဘူးပေါ့အဲ့တော့ပေးပွဲဝင်ကြီးမေးကြည့်တော့ပေးပွဲကြီးတွေကဘာပဲဆိုတက်နိုင်တဲ့လောက်သူတို့လည်းအစိုးရဒီ ULA ပေါ့နော်ဒီအဖွဲ့ကလည်းဒီတက်နိုင်တဲ့လောက်ထောက်ပံ့ကြီးတွေထောက်ပံ့တယ်ပြည်သူလူထုအတွက်လုပ်ပေးနေတာအများကြီးရှိတယ်ချွေရန်ရှက်လေးတွေကမရှိတာမရှိပါတယ်ဒါပေမဲ့နေရာတိုင်းမှာရှိပြီဆိုပေမဲ့ဒီချွေရန်ရှက်တွေကအသေးမောလေးတွေပါတယ်ဒါကဖိမထုံးတယ်ပဲအခုမှတေဆောက်တာ2နေ့3နေ့ပဲရှိသေးတယ်ဒီကာလမှာဒီလောက်ဆိုတော့အရန်ကိုကျွန်တော်ငါတို့အတွက်နော်ဒီအစိုးရတရားအနေနဲ့လက်ခံတဲ့ဂုဏ်ယူဖို့ကောင်းတယ်ဆိုတာအတန်ကိုကြားရတယ်အဲ့တော့ရခိုင်တပြည်လုံးမှာရှိတဲ့ပြည်သူလူထုကျွန်တော်တို့အားလုံးမလေးလာနိုင်ဘူးအများစုပေါ့နော်ခုနရင်းနှီးရမျိုးစုံလောက်ကိုလေးလာပြီးတဲ့ခါပြည်သူလူထုတရန်လုံးကနေပြီးအာရတက်တော်ရဲ့အစိုးရရဲ့နော်ဒီအာဏာစက်အောက်မှာယုံကြည်နဲ့ဝမ်းမဲ့တတာနေရတာကိုကျွန်တော်တွေ့ရတယ်စိတ်ချမ်းသာတော့နေရတယ်လို့တွေ့ရတယ်ပေါ့နော်အဲကြောင့်အပြင်ကလူတွေဘယ်လိုပဲပြောပဲပါပြည်သူလူထုရခိုင်ပြည်သူလူထုကနေပြီးအာရတက်တော်ကိုလုံးဝအပြေအဝယုံကြည်စွာနဲ့လက်ခံထားတဲ့ဆိုကြတဲ့ကဒီအစိုးရတရက်ဟာရခိုင်ပြည်မှာလုံးဝအစိုးရတရက်ဖက်တေဆောင်လို့ရတော့ပြီဆိုတေဆောင်လို့ရပြီပြည်သူလူထုလက်ခံသွားပြီလေပြည်သူလူထုလက်မခံလို့အခုရှင်းနေတာလေဗမာပြည်ထဲမှာဟုတ်တယ်မလားမင်းအောင်လိုက်ကိုမကြိုက်လို့ပြည်သူတို့တော်လန်နေအဲ့တော့အုပ်ချုပ်ရေးနဲ့ပြတ်တယ်အခုရခိုင်ဒေသမှာပြည်သူလူထုလက်ခံတော့နဲ့အုပ်ချုပ်ရေးနဲ့ကောကောတေဆောင်လို့ရတယ်တရားစီရင်တေဆောင်လို့ရတယ်နော်ကျဲမိုင်းပညာလူမှုရေးဒေသလုံခြုံရေးကအစဟုတ်လားအဲ့လိုနိုင်ငံတစ်ခုရဲ့အတိုက်တာတစ်ခုရဲ့ပုံစံမျိုးနဲ့သူကဒီဖွေးစိတ်ပုံကိုရှာမြထားတယ်နော်အဲ့တော့အဲ့ဒီဖွေးစိတ်ပုံနဲ့တွားရတဲ့ခါပြည်သူလူထုရဲ့လိုအပ်ချက်အခုဆိုခွင့်ရေကြီးတယ်ဗျာရေကြီးတာကတော့ဖြတ်ချင်းဟုတ်လားတိုင်းတိုင်းသူကစဲလေးတွေဘာတွေနဲ့ရောက်လာပြီးပြည်သူလူထုကိုပြေးချွေရပြောင်းချွေပေးရတာတော့လုပ်ပေးရတော့ပြည်သူလူထုတသားလို့ရက်နေတယ်အခုချက်ချင်းပဲဟုတ်လားပရာဟိတအဖွဲ့တွေနဲ့ဟိုအဖွဲ့တွေပေါင်းပြီးအလှူတွေလုပ်ကြတယ်ပြေးကန်ကြတယ်တိုင်းတိုင်းတော့ပေါ့နော်အဲ့ဒီမှာအလှူဆိုလို့ကျွန်တော်တငယ်ချင်းတယောက်မနေ့ကကျွန်တော်ရခိုင်မှာဒီဖေဖော်ဝါရီဇွန်လ15ရက်နေ့ကဆန်လူထားရဲ့အိမ်ထောင်စု80နော်ထေးပြောပြတာပါနော်အင်တာဗျူးရှိစီကိုဆန်တဲ့အင်တာဗျူးဆန်တဲ့တောင်းတဲ့ငွေ1000စီလူထားတယ် post တော့မတရားသေးကျွန်တော် Facebook ပိတ်နေလို့နော်အဲ့ဒီမှာကျွန်တော်အဲ့ဒီမှာအဓိကပန်ပို့ပေးတဲ့ကျွန်တော်တငယ်ချင်းပေါ့နော်လက်ရှိအိန္ဒိယနာ police မှာနေတဲ့တယောက်ကကျွန်တော်ချက်ချင်းဖုန်းဆက်မနေကဟဲ့အောင်လည်းမင်းရေးကြည့်တာမသိဘူးလားသိတယ်ဒါပေမဲ့ငါလည်းအဆက်အသွယ်တော့မလုပ်သေးဘူးဟာမင်းလူဖို့လုံးတော့ဘူးလားဘာလို့နေလဲညာတော့ကျွန်တော်ကသူအရန်ကိုစိုးရင်တယ်သူကအမေနဲ့ကျွန်တော်ကိုပြောတယ်ဟဲ့အောင်ငါတို့ကပေးဆက်သူတာဖြစ်တယ်ဆိုတာကိုကျွန်တော်အရင်သဘောကျတယ်သူ့ကိုနော်ကျိုးကျုံနေဖက်တငယ်ချင်းတွေစုပေါ်ဆိုးဖက်တယ်ဆိုတော့ကျွန်တော်ပြောရတငယ်ချင်းငါတော့အခုလောက်တဲ့ဖုန်းဆက်မရသေးဘူးအရင်ကပိုးတော့လည်းမတင်ရသေးဘူးဆိုတော့ပြောချင်တာကျွန်တော်ရခိုင်လူမျိုးတွေစိတ်ထဲမှာဒုက္ခရောက်လာပြီဆိုရင်ဘေးနေရာရောက်ကျွန်တော်တို့မှာပန်ပို့ပေးဖို့စင်တာအပြေဝရှိတဲ့ကိုဒေတာတို့နော်ကိုဒေတာတစ်ခုလာမဟုတ်ဘူးအပြင်ဘက်ကိုလည်းကျွန်တော်ကူညီတာအများကြီးရှိတယ်ဒါစကားချက်လို့ပြောပြတာပါနော်အဲ့တော့အဲ့ဒီရေးကြည့်လို့ကျွန်တော်ရေးကြည့်နေဆိုရခိုင်ဒုက္ခရောက်နေတဲ့အချိန်မှာတစ်ဖက်ကနေပြီး
ဟုတ်လားသတင်းမီဒီယာတွေအောက်မှာသတင်းမီဒီယာတွေပေါ်ပြတယ်ပေါ့နော်ရေကြီးဒီဘယ်လောက်ထိတော့ရောက်နေဆိုအောက်ကနေပြီးဟုတ်လားဆေးဆိုနေပြီးဟုတ်လားဒီကျင်ဆေးပေးနေတဲ့လူတွေကိုမင်းတို့ပြောလိုက်မယ်ငရဲမှာပတ်ဝဲမှာအမြဲတဲ့နော်ငရဲမှာပတ်ဝဲမှာအမြဲလေအဲ့တော့ငရဲဆိုတာကပါထားတာဝဲဆိုတာပြည့်မလွယ်ဘူးအဲ့တော့မင်းတို့ထိုက်တဲ့မင်းတို့ကလာလိမ့်မယ်နော်ငါဒီလောက်ကပြောချင်တယ်ဒီဖက်မှာလည်းတိတ်အများကြီးမပြောချင်တော့ဘူးနော်အဲ့တော့ကိုရိုးကိုစိတ်ဆိုနေတဲ့လူတွေနော်ရခိုင်ရေပေးတကွာတဲ့ရခိုင်ခုတည်းကမဟုတ်ပါဘူးလေခုဆိုလို့ရှိရင်ရခိုင်မှာကနေ့တိုင်းလိုမိုးရေကြည့်နေကြပါဒါကျွန်တော်ချစ်လုံးစားမလိုပါဘူးနော်ဆုံးချုံနေလို့ဆိုလို့ရှိတယ်တိုးတော်လဲအဲ့ဒီထီကနေကိုရိုးကိုအုပ်ချုပ်နေတဲ့အစိုးရတည်းရဲ့လားအနိကဲဆိုအနှွေးထွေးဆုံးပြတဲ့နော်မြစ်တာတရားကိုရတဲ့ချက်ပို့ပြီးဝင်တာလေအရင်ကလည်းကျွန်တော်ဒုက္ခခင်ခဲ့တာပဲကျွန်တော်တို့ကနှွေးထွေးဆိုဆက်ဆံမဲ့အစိုးရတည်းမရှိခဲ့ဘူးမြန်မာနိုင်ငံအုပ်ချုပ်မှုဆိုတဲ့အစိုးရဆက်ဆက်ကကျွန်တော်တို့ကိုအဲ့လိုဒုက္ခတဘာဝဘေးဒုက္ခအနေရောက်တိုင်းနော်ရေဘေးမုန်တိုင်းဘေးအကြောင်းတိုင်းကျွန်တော်တို့ကနှွေးထွေးဆိုဆက်ဆံမှုမရှိခဲ့ဘူးမပြုတ်ပြပြခဲ့ဘူးကျွန်တော်တို့မကူညီခဲ့ဘူးသူတို့ဘာလုပ်ခဲ့လဲလိုက်ဘွားနေပြီးဟာတိုင်ကောက်လွှင့်တယ်တည်င်းနေနဲ့အပြည့်အမြေပြင်မှာတကားမလုပ်ပြီးဘူးအခုအခါတက်တော့လည်းမြေပြင်မှာလက်တွေ့လုပ်ပေးနေတယ်လူမှုအဖွဲ့အစည်းတွေကူညီပေးနေတယ်ဒါကျွန်တော်ရခိုင်လေးစိတ်တက်ပဲခုလူမျိုးတစ်ခုဖြစ်ရင်အနေနဲ့အများတော့ဘာပဲဆိုကိုစားတာတွေကတကြဲဖို့ချီတမဲလောက်ကလှူလိုက်မယ်ဆိုတဲ့စိတ်တက်မျိုးကျွန်တော်တော့ဖြစ်တယ်နော်အဲ့တော့ခင်ဗျားတို့ဘာပဲဆိုခင်ဗျားတို့ဘယ်လောက်ဝင်ပြောကျွန်တော်တို့ကဒီနေရာမှာခင်ဗျားတို့ကိုပြစ်တာမပြောပါဘူးခင်ဗျားတို့ပြစ်တာခင်ဗျားတို့ပြန်ဆူးလိမ့်မယ်နောက်တစ်ချက်ဒီအခုထိမပြနိုင်သေးတဲ့ပို့ချုပ်ထွန်းမြတ်နိုင်ရဲ့စိတ်ဝင်တဲ့ကိစ္စပို့ချုပ်ထွန်းမြတ်နိုင်ရဲ့စိတ်ဝင်တဲ့ကိစ္စအခုမပြနိုင်ဘူးမင်းတို့ကအရင်လက်ချင်းပြပြီးပြီပို့ချုပ်ထွန်းမြတ်နိုင်ကမြို့တစ်မြို့ကိုသိပြီးပေါ်လာလိမ့်မယ်မပူနဲ့မြို့တစ်မြို့ကိုသိပြီးရင်ပေါ်လာလိမ့်မယ်နော်မြို့တစ်မြို့မဟုတ်ရင်တော့ကြည့်ကျင်တဲ့စကန်ကြီးတစ်ခုသိလာပြီးပို့ချုပ်ထွန်းမြတ်နိုင်မင်းတို့တီဗီဖန်သားပေါ်လာလိမ့်မယ်အဲ့ဒီကမင်းတို့ထပ်ပြီးလောက်ကြပေါ့ကွာအခုတော့မင်းတို့တော့ပြောကောင်းတယ်ပါနေရာရပြန်ပြီးသိပြန်ပြီးထောက်ကြပြန်ပြီးမြို့ပြောနေကြတယ်ပြောကြအိန္ဒိယဘင်္ဂလားမှာစိတ်ကူးနေပြန်ပြီးခဏနေဟိုနားမှာစိတ်ကူးနေပြန်ပြီးအမျိုးမျိုးနေကြတယ်အဲ့ဒါမင်းတို့အပိုင်းပဲပြောချင်တာပြောကြနောက်တစ်ခုကတတိထားမှာဒီညမှာထိဆွဲပြီးပြောတော့မယ်ရခိုင်တွေကိုပြောတော့မယ်နော်ကိုထိအကောက်ကိုထိဆိုတဲ့အကောက်နော် Facebook အကောက်အဲ့ကောင်ကမွတ်စလင်ဘာသာဝင်နော်ခေါ်တော့ကလာအဲ့ဒီကောင်ငါနေပြီးရင်အီရန်နဲ့အစ္စရေးဖွေးပေါ်မှာလည်းအီရန်ဖားနေပြီးအကျဲဖားနေပြီးထောက်ခနဲ့ကောင်အဲ့လိုပဲအခုလဲရခိုင်တွေကိုပြောတော့တယ်ဟလာငါတို့ပို့ချုပ်တန်ရာကောက်လိုက်တန်ရာရလို့နာကောက်လာမှစကားပြောမယ်ဆိုပြီးဒီထိဖြစ်သွားတယ်အဲ့ဒီသူ့ရဲ့အကောက်ထိကြော်ဝင်ကြည့်တယ်ရခိုင်တော်တော်များများ follow လုပ်ထားတာတွေ့ရတယ်နော်မင်းတို့လည်းဦးနောက်သုံးရခိုင်တွေလည်းအဲ့တော့မင်းတို့ဦးနောက်မသုံးရင်မင်းတို့ခံရမယ်အပေါ်ကခေါင်းဆောင်တွေကဒီလောက်လုပ်ပြနေတော့မင်းတို့ကအောက်ကနေပြီးဘူးမသိဘာမသိပဲနဲ့ဟာရခိုင်ကောက်ပြီးဆိုပြီးအောက်ကနေပြီးတော့တာလီဇောလုပ်တဲ့ကောင်မျိုးတွေအောက်တန်းစားတွေမင်းတို့ကလည်းဘာမှနားမလည်ဘူးစဉ်းစားတွေးတော့နော်အဲ့ဒီကိုထက်အကောက်ဆိုတဲ့ပိုင်ရှင်ကမွတ်စလင်ကလာစစ်တကောင်အကြံဖက်ကောင်ရိုးရိုးမွတ်စလင်မဟုတ်ဘူးနော်အေးချင်းနေတဲ့မွတ်စလင်မဟုတ်ဘူးနိုင်ငံကိုချစ်တဲ့မွတ်စလင်မဟုတ်ဘူးခေါ်တော့ကလာအကြံဖက်အီရန်ကိုအပိနေကောင်ဖြစ်တယ်ကဲအဲ့တော့ကျွန်တော်ပြည်သူလူထုအနေနဲ့ဒီနေရာမှာကျွန်တော်ဒီလောက်နဲ့အဆုံးသတ်ပြလိုက်မယ်ဒီနေ့ပေါ်တော့အားလုံးစိတ်ချတဲ့ question ပြည့်စုံကြပါစေတော်လည်းတစ်ခုလုပ်ဖို့အတွက်နော်အောက်ချင်မလွယ်ဖို့လိုတယ်လက်ရှိချောင်းမှာဖြစ်တော့တဲ့လူ20ရဲ့နော်အသက်ဟာအလွန်တရာကိုလူ500ထက်တမှုရှိတယ်တို့တော့လည်းပြေးဆက်လိုက်ရပြီဖွေးစီပုံမတိကြချင်းအချက်အလက်ပြေးစစ်စားတွေမပြေဆုံးချင်းမတိကြချင်းဒီတယောက်ကြာဆုံးသွားတာဖြစ်တယ်နော်အဲ့လိုပဲ NUG အနေနဲ့အပြော့တစ်မျိုးအလုပ်တစ်မျိုးမလုပ်ဖို့နော်နောက်တနေ့မှကျွန်တော် NUG ကြောက်တီးသန့် NUG နဲ့ပတ်သက်ပြီးတင်ပြပါဖြစ်တယ်အားလုံးအစီအပြေကြပါစေ